မြန်မာဖိုက်တာနက်ခတ်မင်းခေါ်စောဖိုးဖိုးကိုပထမဆုံးချိန်ပွဲထုတ်လိုက်တဲ့ဝမ်ချန်ပီယံရှစ်တက်ကရာစားစီတွေကိုတင်ဆက်ပေးနေတဲ့ကိစ္စဂျာနယ်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရစေဝမ်ချန်ပီယံရှစ်ပွဲစည်းဘက်ကတော့ One Friday Fight စီမင်းထက်မှာထိုးသက်ဖို့အတွက်မြန်မာဖိုက်တာ2ကိုတက်ပြီးမိတ်ဆက်လိုက်ပြီးလည်းဖြစ်ပါတယ်တနင်္ဂနွေကတော့နက်ခတ်မင်းပဲဖြစ်ပါတယ်လာမယ့်ဇူလိုင်လ24ရက်နေ့မှာကျင်းပမယ် One Friday Fight 163မှာမြန်မာဖိုက်တာနက်ခတ်မင်းကထိုင်းဝိုင်းဖိုက်တာပုံပန်းနဲ့မွေထိုင်းပွဲထိုးသက်သွားမှာပဲဖြစ်ပါတယ်ဝမ်ကလည်းဒီပွဲဆိုင်ကိုတီးပြကျင်းညာခဲ့ပြီးဖြစ်လို့ပွဲကကြံဝင်ဖြစ်သွားခဲ့ပါပြီဆိုတော့မြန်မာဖိုင်တာလက်ခံမင်းအကြောင်းကိုရင်ပြောသွားပါမယ်။လက်ခံမင်းကိုတီးတဲ့သူတွေရှိတယ်လို့မတီးတဲ့သူတွေကလည်းများအောင်ပါပါ။ရွေးရပွဲတွေနဲ့ရင်းနှီးတဲ့သူတွေဆိုရင်တော့လက်ခံမင်းကိုတီးကြမှာပါ။ဇွဲကမင်းကလက်ကဖြစ်ပြီးတော့တောင်ငူသားလည်းဖြစ်ပါတယ်။လက်ခံမင်းကိုစောဖိုးလည်းလူတွေကတီးနေကြတာပါ။ရွေးရမှာတော့အစင်းတစ်ခုရှိပြီးလက်ရှိထိုင်းကင်ဖိုင်တာဆွာပလဲရဲ့ကျင်မှာပဲလေ့ကျင့်နေတာပါ။တစ်ခါကပြန်ပဲဖြစ်တဲ့ထိုင်းဖိုင်တာပုံပတ်ကတော့အရက်9ပေ9လမရှိပြီးအသက်28နှစ်ရှိပြီဖြစ်တဲ့မွိုင်းမွေတိုင်းဖိုင်တာပဲဖြစ်ပါတယ်။ဝမ်မှာ73ပွဲအထိကစားထားပြီးတော့10ပွဲနိုင်9ပွဲရှုံးရလက်ထပေါ်ထားပါတယ်။ပုံမှန်ကနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာတော့နာမည်ကြီးဖိုင်တာကြောက်ဆူတိုင်းကိုဒိုင်ပွဲရဲနဲ့နိုင်ယူထားခဲ့တာပါအတွေ့အကြုံလည်းကောင်းသလိုအဆင့်တစ်ခုတန်းမှရှိတဲ့ဖိုင်တာလို့ပြောနိုင်ပါတယ်နက်ကမင်းအတွက်ဝမ်ပွဲဥတ္တမရင်စောက်ပွဲစစ်မဲ့ဖိုင်တာကတော်လေးကိုမှွေထိုင်းတွေ့ကြုံကွာနေပါတယ်ဒါပေမဲ့တက်ခိုင်လောကမှာဘာမှဆိုဖြစ်သွားနိုင်တာမို့လို့နက်ကမင်းကြောက်ဘလို့တွေပြင်ဆင်လာပြီးဘာတွေလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာပါဗီဒီယိုလေးကဒီလောက်ပါပဲဝမ်ချန်ပီယံရှစ် USA နဲ့လက်ဝဲ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် KSI Channel လေးကို Like Follow နဲ့ Subscribe ပြုလုပ်ပေးထားကြဖို့လည်းမေတ္တာရက်ခံလိုက်ရပါတယ်ခင်ဗျာ